ချစ်စရာကောင်းတဲ့ကောင်မလေးတွေဟာမကြခင်နောက်စိတ်ဆိုးစိတ်ကောက်တတ်ကြသလိုအစားနဲ့တွေ့ရခါမှလည်းလွယ်လွယ်ကူကူစိတ်ဆိုးပြေတတ်ကြပါရဲ့ဟုတ်ပါတယ်ချစ်စရာကောင်းတဲ့ကောင်မလေးကိုချစ်စရာကောင်းတဲ့မိုးကြီးလေးတွေကိုယ်တိုင်လုပ်ပြီးတော့လက်ဆောင်ပေးတာအလေးနဲ့ထားခြင်းတစ်မျိုးဖြစ်တာကြောင့်လုံနီလေးကိုတေချာလေးလိုက်ကြည့်လိုက်ရအောင်ပါရှင်အရင်ဆုံးကျုံးတပကံကိုအခုလိုမျိုးထည့်ထားပေးပါမယ်အပေါ်ကနေလည်းနွားနိုးနဲ့တကြားကိုတစ်စင့်စီထည့်ပေးလိုက်ပါမယ်ရင်းရင်တော့ရလာတဲ့အနှစ်တွေကိုစကားလေးတစ်ခုနဲ့စစ်ပြီးပိုနူးညံ့သွားအောင်ဖန်တီးကြပါမယ်။ဒါဆိုရင်တော့အပေါ်ကနေပလတ်စတစ်တစ်ထပ်အုပ်ပြီးလေးလုံးတာမျိုးမဟုတ်ဘဲဒုတ်ချောင်းလေးတစ်ချောင်းနဲ့ပါအခုလိုလေးလုပ်ပေးလိုက်လို့ရပါရင်နော်။15မိနစ်ကြာလာရင်အလိုလိုလွမ်းလာတယ်ဆိုတဲ့အတိုင်း15မိနစ်ပြည့်ရတဲ့မုံနစ်တွေကိုထောပတ်လေးတစ်တုံထည့်ပြီးတော့လှည့်နေအောင်ဒဘလေအမွေပေးလိုက်လို့ရပါပြီရှင်။မမချစ်ချစ်မုံသားလေးရလာပြီဆိုရင်တော့အတုံးလေးတွေဖြစ်အောင်လှီးပေးပြီးကြိုက်နှစ်သက်ရာစတော်ဘယ်ရီစပြည့်သိန်းနဲ့ချောကလက်တွေကိုဖြည်းဖြည်းချင်းရောထည့်ပေးလိုက်လို့ရပါပြီရှင်။အပေါ်ကနေလည်းခရင်လေးတွေကိုတေချာအုပ်ပြီးတော့လုံနေအောင်ပိတ်ပေးလိုက်မယ်ဆိုရင်တကြိုက်စားလိုက်တာနဲ့ချက်ချင်းနှိမ့်ဝင်သွားမယ်မိုးချီလေးရလာပါပြီရှင်။မိန်းကလေးတွေရဲ့အကြိုက်ဖြစ်တာကြောင့်မဖြစ်မနေအမတ်ရစီမှာကတော့အသေးချပါပဲနော်။